ဘယ်တိရစ္ဆာန်မှာရှာမရှိတာလဲယုံငါဖာအဖြေမှန်တယ်ဆိုရင်နောက်တစ်ပုတ်ဆက်သွားရအောင်နှလုံးမရှိတဲ့တိရစ္ဆာန်ကိုရွေးချယ်ပါမွေပဇင်းဂျယ်လီငါလူတိုင်းဖြေနိုင်မယ်ထင်တဲ့မေးခွန်းလေးဖြေကြည့်ရအောင်ရက်ထက်နှစ်မှာရက်ပေါင်းဘယ်နှရက်ရှိသလဲ355ရက်360 360ရက်366ရက်မတိတဲ့သူတွေအတွက်ခတ်မယ်နော်ဘဲဂျိုးကိုအနီရောင်ဂျိုလို့ခေါ်တယ်လေအင်္ဂါဂျိုစနေဂျိုတောက်ကြဂျိုတင်ချာညံစမ်းလေးတွေကနောက်ဆုံးမေးခွန်းနော်နှစ်အပေါင်းနှစ်အမြောက်3ညဘယ်လောက်လဲ3ည2 4ဒီအဖြေကတင်ချာရဲ့အခြေခံသဘောတရားသိရင်လွယ်ပါတယ်သိတဲ့သူတွေ comment မှာရှင်းပြပေးလိုက်ပါနော်ဒီပုံ3ပုံကိုကြည့်ပြီးတော့အဖြေမှန်ခန့်မှန်းကြည့်နော်10စက္ကန့်အချိန်ပေးပါမယ်နောက်မေးခွန်းတစ်ခုကိုဆက်ကြည့်လိုက်ရအောင်ဘယ်ဟင်းသီးဟင်းရွက်ကိုဟင်းသီးဟင်းရွက်များရဲ့ဘယင်ဟုခေါ်ကြသလဲခရမ်းသီးအာလူဂေါ်ဘီဒုတ်ကာလာဘလိုင်းဖြစ်မဖြစ်ညံစမ်းဖြစ်ရင်တစ်ချက်လောက်စစ်ဆေးကြည့်ရအောင်ဒီစဝိုင်းထဲမှာ1ကနေ69အထိဘယ်ကဏန်းကိုတွေ့ရလဲမိမိမြင်ရတဲ့ကဏန်းကို comment မှာရေးခဲ့ပေးပါနော်မျက်စိကျန်းမာရေးအတွက်အထောက်အကူပြုသည့်ဟင်းသီးဟင်းရွက်မှာဘယ်ဟာလဲမုံလာဥဖြူကြက်သွန်နီမုံလာဥနီဒီအထိအကုန်မှန်ရင်နောက်မေးခွန်းလေးဆက်ဖြေကြည့်ရအောင်အသင့်စားခောက်ဆွဲကိုဘယ်နိုင်ငံကစတင်တည်ထွင်ခဲ့တာလဲတရုတ်ကိုရီးယားဂျပန်နောက်ဆုံးမေးခွန်းကတော့လွယ်ပါတယ်နော်မိုက်ကယ်ဂျက်ဆင်ရဲ့အဓိကဂီတအမျိုးအစားကဘာလဲဂျက်ဂီတရော့ဂီတပေါ့ဂီတ